にさらしますかな。saya itu tuh dia sih suruh aku ini masih ada sih. Masih mau kita tuh. Two, three, Yabi. Okay.
ဒီစလက်ကိုမချင်နိုင်ဘူးမှာလည်းရှိတယ်ရှိတယ်ပါတော့ဆောင်းရည်စီဝိုင်းတော့ဒီရှိနေတာမောက်ပြီးဒီလိုဆက်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 အာမင်ဘာရနောတာဘူးပါကြားတယ်ဆောင်းဒီကြောင်อ่ะကပုံနေပါသွားဒီနေ့ကိုဒီလိုတော့ဘယ်လိုခံစားရလဲနည်းနည်းပြောကြည့်ပါလားရမ်းပြောပါလေရမ်းပြောဟုတ်ကဲ့ပါကိုနေတဲ့ဒီနေ့နဲ့ပေါ်ဘယ်လိုမျိုးခံစားချက်လေးတွေရှိလဲမသိဘူးလွတ်လပ်ပြီးပြောရှင်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပါမလွတ်လပ်အောင်အမဆရာဒီနေ့ကျွန်တော်တခုတော့ပြောရပါဒီစင်းနဲ့ပတ်သက်ရင်ဟင်းရမ်းကောင်းတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မျက်လုံးတွေများတယ်လေးတော့ခေါ်လေးတော့ခေါ်ငေးတော့ကြီးမွီးတော့ညီးတော့ခေါ်လို့မလဲခင်းလို့ခေါ်လိုက်တခုတော့ပြောပါဦးကြောက်ကြီးတွေဖြစ်သွားတောင်းကြီးအမဒီနေ့နဲ့ပတ်သက်ပြီးလည်းကျွန်တော်ပြောပြပါဦးပြောပါဦးကျွန်တော်ဆိုလားကျွန်းလောက်တီးရသွားပါလေဟောကျွန်းလာရောက်တတိယသွားတာပေါ့နော်အကိုကကျွန်တော်တို့လိုက်ပို့ရတာဘယ်လိုမျိုးခံစားချက်လေးရှိလဲအရာပြောပါတယ်ရမ်းပြောပါတယ်ဟုတ်ကဲ့အဲ့လိုကြီးမရှက်ပါဘူးကျွန်တော်နည်းနည်းအကိုဒီနေ့ဘယ်လိုနေလဲမသိဘူးနော်နေတော့အားလုံးကျင်းတတ်ပါဗျာဘိုက်ပြည့်တယ်မလားစားတော့ဘယ်လိုနေလိုက်ပွဲပါရတော့တော့ PhD ရဲ့တဘောတရားလေးနည်းနည်းကျွန်တော်ရှင်းပြပါအောင် PhD နဲ့ပတ်သက်ပြီးတော့လေမအခုလာတစ်စုလုပ်နေပါတယ်ဟုတ်ကဲ့ဘာလို့သူများတွေဒီရောက်လာတဲ့အချိန်မှာဆယ်လီဖြစ်သွားလဲဆိုတာသိချင်တဲ့အတွက်တစ်စုလုပ်နေဘယ်သူဆယ်လီဖြစ်သွားလဲမသိဘူးခင်ဗျဟုတ်ကဲ့သမီးဒီနေ့ထည့်လာဆရာနဲ့ဒီမှာလည်းဘာမှမရှိဘူးတော့ကာရဒါပေမဲ့ဒီမှာရှိတဲ့အသင်းသူတွေနားရဲ့မိသားစုတွေတစ်ခုချင်းစီကပြီးတော့ဆူတောင်းပေးရပါတော့ဘာလို့ဆိုတော့ကျွန်တော်လည်းဘာလဲဆူတောင်းလာမှတကယ်ဆူတောင်းလာကဘာပေါ်မှာစားရင်အောက်ဆိုစားအားရှိဆုံးပေါ့နော်အရာဖြစ်တဲ့အတွက်ကြောင့်ဆူတောင်းပေးဖို့အတွက်သူတို့တို့ဆူတောင်းလာပြည့်တဲ့တောင်းဖို့ပဲလေ။အိုးစီပွေးကြီးကျမကြီးအောင်လို့ဖျားကြီးအလိုတော်ချစ်ကောင်းကြီးနေကြ။ချမ်းရှိတဲ့ချစ်ပြီးဖြတ်ရှင်းတဲ့တဲ့မှာဒီတစ်ဖက်စီပေါ်မှာလည်းကိုရှိကောင်းချစ်။အခွားတို့အိမ်မှာဘယ်နှယောက်နေကြလဲ။ဒီမှာအခုရှိကြတော့3ယောက်။3ယောက်နေအခွားရဲ့သမီးရဲ့သမီး။ဩသမီးရဲ့။ဒါလေး2ယောက်ကကလေးမတယောက်။ကိုကလေးမတယောက်။အဲဒီကောင်းမှုမျိုးပေါ့နော်။စာရင်းနေမရှိကိုပေးသနာတော်မူကိုရောပေးသနာတော်မူပါဟောကိုရောရှင်မိသားစုနဲ့အတူကြကြမမနဲ့ပြန်လည်ဆုံတွေ့နိုင်ပြီးကိုရောကျေးဇူးတော်ချီးမွမ်းရတော့အသက်တာနဲ့ဖြစ်စဉ်အတွက်ကိုရောရှင်ကောင်းချီးပေးတော်မူပါတမီးရဲ့အသက်တာမှာလည်းကိုရောရှင်